အားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်တို့ Photoshop ကိုမှစပြီးလေ့လာမယ်လူတွေပေါ့နော်ကျွန်တော်တို့ကတီးထားရမယ့်အချက်ကလေးတွေကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်နော် Photoshop ဘိုင်းကိုအခုမှစပြီးလေ့လာတဲ့လူတွေကတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာရဲ့ပေါ့နော်ဒီ hardware ဘိုင်းနဲ့ကျွန်တော်တို့ software ဘိုင်းလေးတွေကိုကျွန်တော်တို့ကအထိုက်တဲ့နားလည်ထားမှအဆင်ပြေမှာဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က set name ကျွန်တော်တို့အသုံးပြုတဲ့ကျွန်တော်တို့ကွန်ပျူတာအနိုင်ပေါ့နော် set name ဒီမှာကျွန်တော်တို့ software အမြင်တွေမောင်းတဲ့ခါကျရင်ကျွန်တော်တို့တော့ရတာအဆင်ပြေမှာမဟုတ်ဘူးเนาะမောင်းလို့တချို့ software တွေဆိုမောင်းလို့မရဘူးတချို့ software တွေဆိုမောင်းလို့ရပြီမလားတုံးလို့အဆင်မပြေဘူးပေါ့เนาะဒါမလို့ကိုယ်စက်ကမြင်နေတယ်ပေါ့အဲ့မှာ software နှိမ့်နေမောင်းထားမယ်ဆိုပြန်တော့ကျွန်တော်တို့လုတ်တယ်လို့ဖြစ်လာမှာမဟုတ်ဘူးเนาะကျွန်တော်တို့လုတ်ချင်တယ်လို့ဖြစ်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကကိုသုံးမဲ့ကွန်ပျူတာရဲ့ hardware ဘိုင်းနဲ့ပေါ့နော်ကျွန်တော်တို့ကိုက်ရင်မဲ့ဒီ Photoshop version တွေပဲကျွန်တော်တို့မောင်းအောင်မှာဖြစ်တယ်เนาะအဲ့ဒါကျွန်တော်တို့ကဘယ်လိုမောင်းအောင်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးရှင်းပြပေးမှာဖြစ်ပါเนาะအဲ့ဒီမှာပေါ့နော်ကျွန်တော်တို့သုံးတဲ့ကွန်ပျူတာရဲ့ hardware အနှိမ့်မြင်ပေါ့နော်ဟိုကျွန်တော်တို့ဘယ်လိုသွားကြည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့အောက်က task bar ပေါ်မှာကျွန်တော်တို့ right click နှိပ်လိုက်နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ tab manager ဆိုတာရှိရနော်တွားလိုက်တွားပြီးတိုင်းကျွန်တော်တို့ဒီမှာချက်လိုက်မယ်နော်အဲ့ဒီမှာကျွန်တော်တို့ performance ဆိုတဲ့နေရာရှိရနော်အဲ့ဒီကနေကျွန်တော်တို့တစ်ချက်ထားလိုက်မယ်ထောက်ပြီးရတဲ့အဓိကကျွန်တော်တို့ကြည့်ရမယ့်နေရာဒီ CPU ပြီးရတဲ့ဒီမှာနော် C ဘိုင်းပေါ့နော်အဓိကကြည့်ရမယ့်နေရာပေါ့နော်ကျွန်တော်တို့ RAM တို့ graphic တို့လို့ဆိုင်လို့ဆိုင်နေအရေးကြီးတာတွေကျွန်တော်တို့ CPU နဲ့ကျွန်တော်တို့ C ဘိုင်းတွေရေးကြီးစုမယ်နော်ဒီမှာကျွန်တော်စစ်မှာဆိုလို့ရှိရင်ဒီမှာနော် i5 မှာကျွန်တော်တို့ကတွဲကျင်နော် i5 တွဲကျင်ဖြစ်တယ်ပြီးရတဲ့ C ဘိုင်းမှာဆိုကျွန်တော်ကဒီမှာ SSD နော်ကျွန်တော်တို့ M.2 ကျွန်တော်ထည့်ထားတာနော် 500GB ထည့်ထားတယ်အဲ့ဒါဆိုကျွန်တော်တို့ကစစ်အနှိမ့်မျိုးကျွန်တော်တွားကြည့်တယ်မလို့ထင်တယ်နော်အနှိမ့်ပိုင်းပေါ့နော်စစ်အနှိမ့်ပိုင်းကိုကျွန်တော်တို့ဘယ်လိုခွဲမလဲဆိုတော့အဲ့ဒီမှာ CPU ပေါ့နော် CPU ကျွန်တော်တို့ 4 gen အောက်ပေါ့နော် 4 gen အောက်ပြီးရတဲ့ကျွန်တော်တို့ hard disk ကလည်းကျွန်တော်တို့ store ဘိုင်းမှာလည်းကျွန်တော်တို့ HDD ဖြစ်နေရဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဘယ်လောက်ပဲမောင်းလို့ရမယ်ဆိုတော့ Photoshop ဘိုင်းမှာကျွန်တော်တို့ CF5 ရဲ့ CC 2005ဒီလောက်ပဲမောင်းလို့အဆင်ပြေမှာเนาะဒီ software တွေမောင်းမှာပဲကျွန်တော်တို့ဘောသုံးလို့အဆင်ပြေမှာဖြစ်တယ်เนาะတူတဲ့မြင့်တဲ့ software တွေမောင်းလို့ရှိရင်မောင်းလို့ရကြရင်တော့သုံးလို့ရအဆင်ပြေမှာမဟုတ်ဘူးเนาะသုံးထားတဲ့ကွန်ပျူတာကကျွန်တော်တို့ CPU ကတော့ 4 gen အောက်ပဲเนาะ4 gen အောက်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာသူ့ရဲ့ hard disk ကကျွန်တော်တို့ SSD ဖြစ်မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ CC 2019လောက်ဒီမောင်းလို့အဆင်ပြေတယ်เนาะ2019လောက်ဒီမောင်းမယ်ဆိုကျွန်တော်သုံးရတာအဆင်ပြေပါเนาะဘာဖြစ်လို့ဆိုတော့သူကဒီနေရာမှာ HDD မဟုတ် SSD ဖြစ်လို့တယ်เนาะကျွန်တော်တို့က2019လောက်ထိကိုသုံးလို့အဆင်ပြေပါเนาะโอเคဒီမှာတော့ကိုသုံးတဲ့ကွန်ပျူတာကကျွန်တော်တို့ CPU ကပေါ့ကျွန်တော်4 gen အထက်ပေါ့เนาะကျွန်တော်တို့ဒီမှာကိုသုံးမဲ့ကွန်ပျူတာကကျွန်တော်4 gen အထက်ရှိမှာပေါ့เนาะ4 gen အထက်ရှိမှာပြီးတော့hard ဒီမှာ slow ဝိုင်းမှာကျွန်တော်တို့ HDD ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ပဲ Photoshop ဘယ်လောက်ပဲသုံးလို့ရမယ်ဆိုလို့ရှိရင်2019 2021ဒီလောက်ပဲသုံးလို့အဆင်ပြေမှာဖြစ်တယ်เนาะအဲ့ဒါပဲသုံးလို့အဆင်ပြေမှာဖြစ်တယ်တကယ်လို့ဒီနေရာမှာကျွန်တော်တို့စက်ကCPU မှာ4 gen အထက်ပေါ့နော်4 gen အထက်ဒါမဲ့အဲ့ဒီမှာသုံးထားတဲ့ store อ่ะပေါ့နော်ဒီမှာ SSD ဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Photoshop ဘယ်လောက်ထိသုံးလို့ရတယ်ဆိုလို့ရှိရင်ဒီ PC 2019 2021 2023လောက်ထိကျွန်တော်တို့သုံးလို့အဆင်ပြေเนาะ2023လောက်ထိကျွန်တော်သုံးရတာအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ store ဘိုင်းမှာဒီမှာ SSD ဖြစ်နေလို့เนาะ2023လောက်ထိသုံးလို့အဆင်ပြေတယ်မှာကျွန်တော်တို့က4 gen ပေါ့နော် CPU 4 gen နဲ့8 gen ကြားပေါ့နော်8 gen ကြားမှာကျွန်တော်တို့က CC 2025ကို3ညင်နဲ့ဆိုရင်ပေါ့နော်3ညင်နဲ့ဆိုရင်တော့ဘာဖြစ်ရမလဲဆိုကျွန်တော်တို့က store ဘိုင်းဒီကျွန်တော်တို့ SSD ဖြစ်ရမယ်နော် store ဘိုင်းဒီ SSD ဖြစ်ရမယ်2282အထက်ကျွန်တော်တို့ Windows ဖြစ်ရမယ်နော် Windows 10 Windows 7ပေါ့နော်2282 Windows ကတော့ကျွန်တော်တို့2282အထက်ဖြစ်ရမှာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကCC 2025ကျွန်တော်သုံးလို့ရမှာဖြစ်တယ်เนาะဒါပေမဲ့တားကြီးပေါ်ပါတော့သုံးလို့အဆင်မပြေဘူးเนาะကျွန်တော်နည်းနည်းတော့သုံးရတာနည်းနည်းတော့လေးလိမ့်မယ်เนาะဘာဖြစ်လို့ဆိုတော့သူ့ရဲ့ CPU က generation ကကျွန်တော်တို့4 gen နဲ့8 gen ကြား2025ကသုံးရတာတိတ်အဆင်မပြေဘူးเนาะတိတ်အဆင်မပြေဘူးကိုအသုံးပြုမဲ့ကွန်ပျူတာရဲ့ပေါ့နော် CPU ကကျွန်တော်တို့ i5 i7 i3 ပေါ့နော်ကိုသုံးထားတဲ့ CPU ကကျွန်တော်တို့ဒီမှာနော်9 gen အထက်ပေါ့နော်9 gen အထက်ဖြစ်မယ်ပြီးရတယ်ဒီမှာကျွန်တော်တို့ store ဘိုင်းမှာလည်းကျွန်တော်တို့ SSD တို့ကျွန်တော်တို့ဒီမှာသုံးထားတာက M.2 တို့ဖြစ်မယ်ပေါ့ SSD တို့ M.2 တို့ဖြစ်မယ်ပြီး Windows ကလည်းကျွန်တော်တို့က Windows 10 Windows 11ပေါ့နော်2282အထက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က CC 2023 2025ကိုကောင်းကောင်းသုံးလို့ရပါเนาะဟုတ်ကဲ့ပါအခုကျွန်တော်ရှင်းပြတဲ့အတိုင်းပေါ့နော်
ကိုသုံးမဲ့ကွန်ပျူတာရဲ့ hardware ဘိုင်းကိုစစ်ပြီးလို့ရှိရင်ကျွန်တော်တို့ကPhotoshop ပေါ့နော်ကျွန်တော်ဘယ် version လောက်ကိုကျွန်တော်တို့မောင်းအောင်မယ်ဆိုတာကိုအထိုက်တဲ့နားလည်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကိုယ့်တဲ့တစုံတရာကြိုးရှိတယ်ဆိုတော့ like share လုပ်ပေးပါလို့တောင်းဆိုပါတယ်နော်